ကဲဟုတ်ပြီ brother တို့ Telegram ကိုတကယ်ချင်းစကားပြောမယ် group တွေဝင်မယ် channel တွေဝင်မယ်ဟုတ်ပြီနော်စားတဲ့အရာတွေတွန်းနေပဲ brother တို့ Telegram ကို premium ဝယ်ပြီးတော့ဝေကုန်ကြီးကြခံပြီးတော့တုံးနေတော့ပဲလားဘိုးဝယ်ကျင်တာပဲဖြစ်ဖြစ်မဝယ်နိုင်တာပဲဖြစ်ဖြစ်ဒီဗီဒီယိုလေးကိုကြည့်တော့ဒါဆို brother တို့အနေနဲ့ဝယ်ပြီးသုံးစရာမလိုတော့တော့မယ် Telegram account တစ်ခုอ่ะကွာဒီလားအလုံးစုံ account 2 account 3 account ရှိနေဖောက်လို့ရမယ်တော့မယ် brother တို့ကျွန်တော်ပေးမဲ့ software က5 account ထိရမယ် premium သမားတွေတို့ထက်ကိုတာတဲ့အရာမျိုး brother တို့ခံစားလိမ့်မယ်သုံးရတာ brother တို့ကျင်းနေတွေ့နေမယ်တော့ခက်ခဲကွာဒီလားအများကြီးပဲနေရာမှာသွားပြီးလုံးနေစားမလို့သူ့ထဲမှာအရာအားလုံးအစုံလင်းပါတယ် brother တို့ကိုကျင်းတဲ့ channel တွေအားလုံးပါမယ်အဲ့ဒါလေးကိုကျွန်တော်နေပြီးတော့ sharing တွေလုပ်ပြီးတော့ brother တို့ပေးမယ် brother တို့ကျင်းတဲ့ဆိုရင်ကျွန်တော်ပေးတဲ့ link လေးရိုင်းတစ်ဆင့်ယူပေးပါကျွန်တော်စီပါလည်းလာတောင်းလို့ရပါတယ်ဟုတ်ပြီတော့ကျွန်တော်ရဲ့ user နဲ့ပေးရမယ်အမှလာပြီးတော့လိုချင်နေဆိုရင်ပေါ့နော်ဘာလို့စိတ်ဝင်စားလဲဆိုရင် brother တို့ကတခုပဲပြန်လုပ်ပြရပါပါဒီအမှလည်းဆိုကျွန်တော်ရဲ့ channel လေးကို join ထားဖို့ပဲလုပ်တယ်ကွာဒီလားဒါမှတော့လေကျွန်တော်က update တိုင်းမှာကျွန်တော်ထီရနေပြီးတော့ပြန်ပြီးပေးသေးပြတော့ brother တို့ကဆက်ပြီးတော့သုံးပါလို့ရပါကွာဒီလားဗီဒီယိုတွေအချိန်မလို့တော့ဘူးအဲ့တော့ဒီလောက်ပဲ link ချပေးတာပဲဝင်ယူပါ channel လေးကို join သွားလိုက်ဒါဆိုရင်ရောက်ပြီပေါ့ဒီလား